ရတက်တာအနည်း90လောက်ရှိတဲ့သူတွေဆိုတော့မသိတာတော့တိတ်မရှိတော့ဘူး theory ရတော့အားလုံးသိတယ်ဒါပေမဲ့ကျွန်တော်အသက်တာမှာဟာလားတကယ်တမ်းကျွန်တော်တို့ခရစ်တော်ကိုချစ်တဲ့ဤကျွန်တော်ပတ်ဝန်းကျင်ကိုချစ်ကြရလားအားလုံးကိုမင်္ဂလာပါဆိုပြီးကျွန်တော်ဒီကနေပြီးတော့နှုတ်ခွန်းဆက်တာချင်ပါတယ်ကျွန်တော်ဒီနေ့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားဒီမှာချစ်တဲ့ဓမ္မပရိသတ်တွေနဲ့ကျွန်တော်ဆွေးနွေးခြင်းနဲ့ကျွန်တော်ပါအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခြင်းနဲ့ဆိုတော့အိမ်နီးချင်းတို့ကျွန်တော်ဘယ်လိုအမှုဆောင်ရမလဲ mission to my neighbor ကျမ်းစာပြောထားတဲ့အတိုင်းပဲကိုယ့်ရဲ့အိမ်နီးချင်း your neighbor တင်းနဲ့အနီးဆုံးဖြစ်တဲ့သူစီမှာဘယ်လိုဝေငှရမလဲဆိုတဲ့အချက်နဲ့ကျွန်တော်ဒီနေ့ဆွေးနွေးခြင်းပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်ပထမဆုံးကျွန်တော်ဖတ်ပြခြင်းတယ်ဘယ်မှာတွေ့ရလဲဆိုတော့ရှင်လုကာအခန်းကြီး30ငွေ29ထဲမှာဘယ်လိုပြောထားလဲဆိုတော့ဒီကျမ်းချက်ကတော်တော်လေးကိုထူးဆန်းတဲ့ကျမ်းချက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုကတယောက်တော်သူကိုမေးလိုက်တဲ့အခါကျတော့ဒီတယောက်တော်သူကပြန်ဖြေလိုက်တဲ့ကျမ်းချက်ဖြစ်တယ်ဒါဟာပင့်ရတော်ကိုတော်တော်ပိုင်နိုင်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ကဖြေချလိုက်တဲ့ကျမ်းချက်ဖြစ်တယ်ရှင်လုကာအခန်းကြီး30ငွေ29ထဲမှာတွေ့ရတယ်ထိုသူကတင်းဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်လို့ကိုနှင့်ဆက်ဆိုင်တော်သူကိုကိုနှင့်အမျှချစ်လို့ဟုပြန်လျှောက်လေ၏ဆိုပြီးဒီမှာရေးထားပါတယ်။တော့ဒါတော်တော်မှန်တဲ့ကြံချက်ဖြစ်တယ်။ကျွန်တော်တို့ဒီနေ့လေ့လာသွားမယ့်အချက်နဲ့လည်းတော်တော်လေးကိုကိုက်ညီတဲ့ကြံချက်ဖြစ်တယ်ဆိုပြီးဒီမှာပြောချင်ပါတယ်။ကျွန်တော်ကျမ်းစာအရကျွန်တော်တို့ပြောရမယ်ဆိုရင်ချစ်ချင်းမေတ္တာတရားဆိုတာဘာလဲ။ချစ်ချင်းမေတ္တာဆိုတာဘာလဲဆိုတာဒီကျမ်းစာကတော်တော်လေးကိုပြောထားတဲ့နေရာတွေရှိတယ်ဒီမှာယာကုပ်အခန်းကြီး1ငွေ8ကနေ30ထဲမှာကျွန်တော်တို့ပြန်ဖတ်ကြည့်မယ်ဆိုရင်ဒီချစ်ချင်းမေတ္တာဆိုတာဘာလဲဆိုတော့ပညတ်တော်ရဲ့အနှစ်ဖြစ်တယ်လို့ဒီမှာရေးသားထားပါတယ်เนาะပြီးတော့ချစ်ချင်းမေတ္တာဆိုတာဘာလဲဆိုပြီးတော့ပြန်မေးလိုက်တဲ့အခါကျတော့ချစ်ချင်းမေတ္တာဆိုတာကျွန်တော်တို့ပညတ်တော်ကိုစိတ်ထဲမှာပဲဖြစ်ဖြစ်ဘဝအတ္တတာမှာအသုံးပြုတဲ့သူเนาะနားထောင်မှုရှိတဲ့လူကချစ်ချင်းမေတ္တာရှိတဲ့လူဆိုပြီးတော့ကျမ်းစာမှာရေးသားထားပါတယ်ဒီချစ်ချင်းမေတ္တာရှိတဲ့သူဆိုတာယေရှုဖျားကကျွန်တော်တို့ကိုတုံတင်တဲ့နေရာမှာဘာကိုအဓိကထားပြီးတော့ရည်ရွယ်ပြောကျွန်တော်အတွက်ပြောထားလဲဆိုတော့ကျွန်တော်တို့ ਨੇ အနီးဆက်ဆုံးဖြစ်တဲ့ကျွန်တော်အိမ်နီးချင်းတွေကိုချစ်ရမယ့်အရာကိုပြောထားခြင်းဖြစ်တယ်ချစ်မယ်တော့ကြိုက်မယ်သူတို့ကိုပို့ပြီးတော့ give side မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ feeling စိတ်ထဲမှာအရန်တနာလိုက်တာဆိုပြီးတော့သူတို့မိဘမရှိတဲ့သူတွေဟလားစားစရာမရှိတဲ့လူတွေအပေါ်မှာကျွန်တော်တနာလိုက်တာဆိုပြီးတော့စကလုံးလေးနဲ့ပြောချင်းပဲမဟုတ်ပဲနဲ့ပါလဲဆိုတော့ဒီမှာ love must be put into practice ကျွန်တော်ချစ်ချင်းမေတ္တာတရားဆိုတာအပြောယုံတက်မဟုတ်ပဲနဲ့ကျွန်တော်တို့တကယ်တမ်းကျွန်တော်လှုပ်ဆောင်ရမယ်ဟလားအစားအသောက်မရှိတဲ့လူကိုကျွန်တော်အစားအသောက်တွားရောက်ဘေးကန်းဆွန့်ကြရပဲဆိုတဲ့အရာဖြစ်ပါတယ်ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီကျမ်းတပုတ်ကိုဆိုတာဒီဘုရားသခင်ပင့်ရတော်ကိုပိုင်နိုင်ပြောနိုင်တဲ့သူတယောက်ကတော့ခရစ်တော်ကိုမေးခွန်းထုတ်လိုက်တယ်။ဒီလိုမေးခွန်းထုတ်လိုက်တဲ့အခါကျတော့ယေရှုဖခင်ကဒီကျမ်းတပုတ်ကိုပင့်ရတော်ကိုပိုင်နိုင်ကျွမ်းကျင်တဲ့သူကိုပါသင်ကြားပေးလဲဆိုတော့ခရစ်တော်ဖခင်သခင်ကိုချစ်ပြီးတော့ကျွန်တော်တို့နဲ့နီးစပ်တဲ့သူတွေကိုချစ်ဖို့တွင်တင်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာလုကာခန်းကြီး30 25 30ခုထဲမှာကျွန်တော်သိရပါတယ်။ဒါကြောင့်ကျွန်တော်ချစ်ချင်းမေတ္တာဆိုတဲ့အခါကျတော့ကျွန်တော်ဒီမှာစကားနဲ့ပဲဖြစ် feeling နဲ့ပဲဖြစ်ကျွန်တော်တို့ဒီစဉ်းစားတဲ့ဉာဏ်နဲ့ကျွန်တော်စဉ်းစားရုံတက်ပဲမဟုတ်ပဲနဲ့ဟလားကျွန်တော်တို့ဒီသူတစ်ပါးစီမှာကျွန်တော်ပြုမှုတဲ့အကျင့်ပေးကမ်းတဲ့အကျင့်ကိုပြောချင်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုချစ်တယ်ဆိုတဲ့အခါကျတော့တချို့ကဘုရားကိုချစ်တယ်ဆိုပြီးတော့ဟလားအတန်ပလာနဲ့ဟလားအော်ကြီးဟစ်ကျန်တဲ့ဘုရားเจ้าတွေထဲမှာကြွေးကြော်တဲ့သူတွေကျွန်တော်အများကြီးတွေ့ရှိရလိမ့်မယ်ဒါပေမဲ့ဒီလူတွေကဘုရားကိုဘယ်လောက်ပဲချစ်တယ်လို့ပဲပြောသူနဲ့အနည်းဆက်ဆုံးသူတွေပိုက်ဆံမရှိတဲ့သူတွေဟလားအစာရေစာငှက်တဲ့သူတွေကိုမပေးကမ်းမစွန့်ကြဲပဲနဲ့ခရစ်တော်ကိုချစ်တယ်ဖျားကိုချစ်တယ်ဆိုတာဟာအလကားပဲဆိုပြီးတော့ဒီမှာခရစ်တော်ကသင်ကြားပေးခြင်းဖြစ်ပါတယ်ဒီမှာကျမ်းချက်ထဲမှာကျွန်တော်ထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒီလုကာအခန်းကြီး30နဲ့25နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်အဲ့ဒီကျမ်းတပုတ်ကဘာဆက်မေးလဲဆိုတော့ how to inherit eternal life ဒါဆိုရင်ကျွန်တော်ထာဝရအသက်ကိုဘယ်လိုရရှိမလဲဆိုပြီးတော့ဒီမှာမေးလိုက်တဲ့အခါကျတော့အဲ့ဒီကျမ်းတပုတ်ကဟာလာခရစ်တော်ကိုသူကစုံစမ်းနှောက်ယှက်ခြင်းဖြစ်တယ်ခရစ်တော်ကဒီအရာကိုဒီမေးခွန်းကိုဘယ်လိုဖြေမလဲဆိုပြီးတော့သူကခရစ်တော်ကိုဟာလာစမ်းကြည့်ခြင်းဖြစ်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာကျွန်တော်ရေးထားတယ်သူကဘယ်လိုပြောလိုက်လဲဆိုတော့ master လို့ပြောထားတယ်နော်သခင်ဆိုပြီးတော့မေးလိုက်တယ် no what must I do to inherit eternal life ကျွန်တော်ဒီထာဝရအသက်ကိုရဖို့ဘာကိုလုပ်ရမလဲဆိုပြီးတော့ဒီခရစ်တော်စီမှာမေးလိုက်ပါတယ်ဒီကျမ်းတပုတ်ကသူမေးလိုက်တဲ့မေးခွန်းကကောင်းတယ်ဒါပေမဲ့တက်စော်ကားခြင်းလို့မဟုတ်ရင်အញ្ញံဆန်းခြင်းလို့ပဲဖြစ်
တခုခုမဟုတ်ဘဲနဲ့စိတ်ရင်းတန်တန်နဲ့မေးလိုက်တဲ့မေးခွန်းဖြစ်ရင်တော့ဒီမေးခွန်းကတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ခရစ်တော်ကဒီဟာကိုသိသွားတယ်ဘယ်လိုသိလဲဆိုတော့ခရစ်တော်ကဒီကျမ်းတပ်ပုဂ္ဂိုလ်ကပင်ရတတ်ကျွမ်းတဲ့ဒီပုဂ္ဂိုလ်ကခရစ်တော်ကိုစမ်းတက်လိုက်ခြင်းဆိုတာသူကသိသွားတယ်ဘာဖြစ်လဲဆိုတော့ဖျားဆိုတာဟာလာလူရဲ့စိတ်သဘောတဘာဝကိုသိတယ်ဖျားဖြစ်တဲ့အတွက်ကြောင့်အဲဒါကြောင့်ခရစ်တော်ကသူ့ရဲ့ intention ကိုသိတယ်ဒါပေမဲ့အဲ့ဒီလူမေးလိုက်ခြင်းဟာနော်တကယ်တမ်းကျတော့ခရစ်တော်ကိုစမ်းသပ်ခြင်းဖြစ်ပေမဲ့ခရစ်တော်ကအဲ့ဒီမေးခွန်းကိုသူကမပယ်လိုက်ဘူးနော်မဖြေချပဲမနေလိုက်ဘူးအဲဒါကြောင့်ခရစ်တော်ကဒီမှာကြည့်မယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်တော့ဘယ်သူမဆိုဟာလာဖာရီရှဲပဲဖြစ်ဖြစ်သူ့ကိုစမ်းသပ်ခြင်းတဲ့လူပဲဖြစ်ဖြစ်သူ့ကိုအပြစ်တင်ခြင်းတဲ့လူပဲဖြစ်ဖြစ်ဘယ်သူမဆိုသူကသူ့ရဲ့ relationship သူနဲ့ပေါင်းဖော်ခြင်းဟာလာသူတို့နဲ့ဆက်ဆံရေးကိုဘယ်တော့မှမပြတ်စေဘူးသူအခွင့်အရေးရရင်ရတယ်လို့ဒီမေးခွန်းတွေကိုသူကဖြေချပြီးတော့သူတို့အတွက်အကျိုးသက်ရောက်စေဖို့ခရစ်တော်ကဖန်တီးရဆိုတာကျွန်တော်ဒီမှာတွေ့ရပါတယ်ဒါကြောင့်ခရစ်တော်ကအဲ့ဒီအခွင့်အရေးကိုလုံးဝမစွန့်ပစ်ဘဲနဲ့ဒီဟာကြောင့်လူတော်များများကကောင်းကင်နိုင်ငံကိုဘယ်လိုရောက်မလဲဆိုတာသိရှိစေဖို့သူကစ조사ပြီးတော့အဲ့ဒီမေးခွန်းကိုဖြေချခြင်းဖြစ်တယ်ဆိုပြီးတော့ဒီမှာရေးထားပါတယ်မြတ်မကြာမီကာလမှာလည်းဒီမှာတထေးတငယ်တယောက်ကလည်းခရစ်တော်စီမှာဒီမေးခွန်းပဲထပ်ပြီးတော့မေးတယ်နော်လုကာအခန်းကြီး18ထဲမှာကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းဟာလာဒီမေးခွန်းကိုကျွန်တော်တို့တခါတလေမေးလက်ရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ခရစ်တော်နဲ့ပူးပေါင်းချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့လောကမှာဘာမှအခွင့်အရေးမရှိတော့ဘူးဟာလာလူအနေနဲ့စီးပွားရေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဘာမှအခွင့်အရေးမရှိတော့တဲ့အခါကျတော့တခါတလေကျွန်တော်တို့ဘယ်လိုပြောမလဲစကားမဆက်ဟာလာကျွန်တော်ပြောမိတဲ့စကားလုံးလည်းဖြစ်နိုင်တယ်ကျွန်တော်ဘယ်လိုနည်းနဲ့ထာဝရအသက်ကိုရမလဲဆိုပြီးတော့လူတကားလည်းမေးတယ်ဘယ်သူမဆိုတခြားဘာသာတွေကလည်းမေးထားရှိတဲ့မေးခွန်းတစ်ခုဖြစ်တယ်။နောင်ဘဝမှာငါဘယ်နေရာကိုဟာလာဘယ်ကောင်းကင်ဘုံကိုရောက်မလဲဆိုတာဒီတခြားဘာသာတွေကလည်းမေးထားရှိတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဘဝအသက်တာမှာစဉ်းစားဖို့ပါလဲဆိုကျွန်တော်တို့ဟာဒီကဘာမှာကျွန်တော်အသက်ရှင်ခြင်းဟာလာတခဏအသက်ရှင်ခြင်းဖြစ်ပြီးတော့ဒီကဘာရဲ့တစ်ဖက်ကမှာဆိုရင်ထာဝရအသက်ဘုရားသခင်နဲ့ကျွန်တော်တို့အသက်ရှင်မဲ့တစ်ချိန်ရှိတယ်ဆိုတာကျွန်တော်သိရှိရပါတယ်။အဲဒါကြောင့်ဘဝအသက်တာမှာကျွန်တော်ဘုရားသခင်နဲ့ပုံပုံနီးစပ်ဖို့ဟာလိုအပ်တယ်လို့ဟာလာကျွန်တော်ဘုရားသခင်ကကျွန်တော်တို့မာကြားထားတဲ့ဒီဂတိတွေမာကြားထားတဲ့တရားတွေကိုကျွန်တော်တခါတလေကျွန်တော်ပြန်လဲသုံးသပ်ပြီးတော့ဟာလာကျွန်တော်ဘယ်လိုမျိုးနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုစိုးစံရမလဲထာဝရအသက်ကိုရနိုင်မလဲဆိုတော့ကျွန်တော်တို့လည်းတခါတလေမေးခွန်းထုတ်ဖို့လည်းလိုအပ်တယ်ဆိုတာဒီမှာတွေ့ရှိရပါတယ်ခရစ်တော်ကဒီမေးခွန်းကိုသူဖြေလိုက်တဲ့အခါကျတော့သူကတခြားသူ့ရဲ့အာဘော်တွေမဟုတ်ရင်လည်းဒီ philosopher ကဒီလိုပြောတယ်ဟိုကျမ်းတပ်ပုဂ္ဂိုလ်ကဒီလိုပြောတယ်ဆိုပြီးတော့လိုက်ပြီးတော့ဖြေချခြင်းမရှိဘဲနဲ့သူက the answer is in the word နော်မိခွန်းကိုသူဖြေရမယ်ဆိုရင်ဘုရားသခင်နှုတ်ကပတ်တော်ထဲမှာပဲရှိရဆိုပြီးတော့သူကဒီလိုဖြေချခဲ့ပါတယ်လုကာခန်းကြီး30:26ထဲမှာနော် he said to him what is written in the law ကောင်းကင်နိုင်ငံကိုရောက်ခြင်းနဲ့ထာဝရတ္တာကိုရခြင်းနဲ့ဆိုရင်ပညတ်တော်ကဘာပြောတယ်လဲဘယ်လိုသင်ကဖတ်ရွက်လျက်ရှိတယ်လဲဆိုပြီးတော့ခရစ်တော်ကသူ့ပြန်မေးလိုက်တယ်တခါတလေကျတော့ဒီလိုမျိုးမေးခွန်းကျွန်တော်ခရိယန်ဘာသာဝင်တယောက်အနေနဲ့ဟလာတခြားဘာသာဝင်တယောက်ကကျွန်တော်တို့ကိုမေးတဲ့မေးခွန်းတွေလည်းတခါတလေဟလာဘယ်လိုပြောမလဲမခံချင်းစရာပဲဖြစ်ဖြစ်ဟလာမကောင်းတဲ့မေးခွန်းလည်းမဟုတ်ပါဘူးဒါပေမဲ့စိတ်နာစရာမေးခွန်းတွေလည်းဟလာတခြားဘာသာဝင်တွေကလည်းကျွန်တော်တို့ကိုမေးခွန်းထုတ်တတ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ဖျားဆိုတာတဆူပဲရှိတယ်ဆိုပြီးတော့ဘာဖြစ်လို့တားတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖဖျားရဲ့အဲ့လိုကွဲပြားတယ်လဲဆိုတဲ့မေးခွန်းတွေလည်းကျွန်တော်တို့ပတ်ဝန်းကျင်အနေနဲ့တခါတလေကြားရတယ်။နော်အဲ့လိုမျိုးမေးခွန်းနေဆိုရင်တခါတလေလဲလူရဲ့စိတ်သဘောတရားအနေနဲ့ philosophy အရလူတကာရဲ့ပညာအရဒီလောကရဲ့အခြေအနေကကျွန်တော်ဖြေမယ်ဆိုရင်တခါတလေဖြေချဖို့အခက်တယ်။နော်အဲ့လိုမျိုးကတိကောင်းဖြစ်တဲ့မေးခွန်းတွေကိုလည်းတခါတလေကျွန်တော်ကြုံရတတ်တယ်ဆိုတာကျွန်တော်ဒီမှာသိရပါတယ်။ဒါပေမဲ့ခရစ်တော်ကဒီမှာရှင်ယောဟန်အခန်းကြီး1:25ထဲမှာသူ့ကိုမေးတဲ့သူရဲ့စိတ်ရင်းကိုသိတဲ့အခါကျတော့သူကအဲ့ဒီလူနဲ့ပတ်သက်ပြီးတော့သူကဖြေချခြင်းတယ်နော်အဲ့ဒီလူကိုသူဖြေချတာနဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့လူအတော်များများအတွက်အကျိုးပြုနိုင်မဲ့ဟာလာဒီမေးခွန်းဖြစ်မယ်ဆိုတာသူကသိရှိတယ်ဒါကြောင့်ကျွန်တော်တို့တခါတလေကြတော့အဲ့လိုမျိုးမေးခွန်းတွေကျွန်တော်တို့ကြုံရတဲ့အခါကျတော့စိတ်ပြတ်ခြင်းနဲ့စိတ်အနှောက်အယှက်မဖြစ်ဘဲနဲ့ဟာလာခရစ်တော်လိုနော်ဒီမေးခွန်းကြောင့်နော်ဘယ်သူတွေအတွက်အကျိုးရှိမလဲဆိုပြီးကောင်းကောင်းလေးကျွန်တော်တို့ဒီမေးခွန်းတွေကိုကျွန်တော်ယူဆောင်ပြီးတော့ခရစ်တော်ကလည်းသူဖြေချတဲ့မေးခွန်းတွေထဲမှာနှုတ်ကပတ်တော်ပဲသူကအမြဲတမ်းအာယုံပြုတယ်နှုတ်ကပတ်တော်ပဲကိုးကားတဲ့နေ့သူဒီပတ်ဝန်းကျင်မှာမေးတဲ့မေးခွန်းတွေကျွန်တော်ဖြေချဖို့ဆိုတာလေနှုတ်ကပတ်တော်ကိုသူတပားကိုပြန်ပြောဖို့ဟလားသူတို့မေးခွန်းတွေကိုနှုတ်ကပတ်တော်နဲ့ပဲပြန်ဖြေချဖို့ဒီမှာစ조사ရမှာဖြစ်တယ်ဆိုပြီးတွေ့ရပါတယ်
ဒီမိခွန်းကတကယ်တမ်း trick question လည်းဖြစ်နိုင်တယ်သူများကိုကြော့ကွင်းထဲထိုးကြစေချင်တဲ့မိခွန်းလည်းဖြစ်နိုင်တယ်တော့တခါတလေအဲ့ဒီမိခွန်းတွေလည်းအဲ့ဒီခေတ်တော်ကဟလာခရစ်တော်ကိုမေးကြတယ်ဒါကြောင့်ခရစ်တော်ကအဲ့ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ခရစ်တော်ကဘာပြောထားလဲဆိုတော့ပညတ်တော်ထဲမှာဘာပြောလဲထာဝရအသက်ရဖို့ဆိုတာဒီပညတ်တော်ထဲမှာအစုံအလင်ရှိတယ်ဆိုတာဒီမှာခရစ်တော်ကအတိအလင်းပြောကြားခြင်းဖြစ်ပါတယ်เนาะဒါပထမဆုံးကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် the Bible is the only authoritative ကျမ်းစာဆိုရင်လာမေခွန်းတိုင်းကိုဖြေမဲ့ဩဇာရှိတဲ့ကျမ်းစာဖြစ်တယ်ပထမဆုံးကျွန်တော်တို့အဖြေရှာရမယ့် source အခြေခံမဲ့ကျမ်းစာဖြစ်ရမယ်ဒါကြောင့်ခရစ်တော်ကလည်းပြောထားလဲเนาะဒီလူရဲ့မေခွန်းဖြေတဲ့အခါကျတော့ပညတ်တော်ထဲမှာပြောထားလဲသင်ဟာဒီပညတ်တော်ကိုဘယ်လိုဖတ်ရှုလေ့လာလျက်ရှိတယ်ဆိုတာတော့ခရစ်တော်ကပြန်မေးလိုက်တယ်ဒုတိယအချက်မှာကြုံကြည့်မယ်ဆိုရင်အဲ့လိုမျိုးဖြေချတဲ့အခါမှာဥပမာကျွန်တော်တို့ကိုမေးတယ်ဆိုရင်ဒီသူတို့မေးတဲ့မေးခွန်းအတွက်ကျွန်တော် Bible study class ကျမ်းစာသင်ကြားမဲ့အခွင့်အရေးအခွင့်အလမ်းကိုကျွန်တော်ရရှိဖို့ကျွန်တော်ယူတတ်ရမယ်ဒီလိုမျိုးမေးခွန်းတွေသူများမေးလာမယ်ဆိုရင်ရီးစရာလိုဘာလိုဟာလာသူများကိုပြန်ထက်ချင်းတယ်လို့ပြန်ပစ်ချင်းတယ်လို့ဟာလာအရီးစရာမောစရာလိုမဟုတ်ဘဲနဲ့အဲ့ဒီမေးခွန်းကိုကျွန်တော်တို့ကောင်းကောင်းလေးဝိညာဉ်တော်ကိုကျွန်တော်တို့ခေါ်ပြီးတော့ကျွန်တော်ဘယ်လိုဖြေရမလဲဒီလိုကိုဘုရားသခင်ရဲ့ရှေ့တော်မှာကျွန်တော်ဘယ်လိုဆွဲဆောင်ရမလဲဆိုတော့ဆုတောင်းချက်နဲ့ကျွန်တော်တွားမယ်ဆိုရင်သူများမေးတဲ့မေးခွန်းတိုင်းဟာဆိုရင်ဒီမေးခွန်းတိုင်းရဲ့အဖြေကိုတို့ရမယ်ဆိုရင်ခရစ်တော်နဲ့ပုံမူနီးစပ်နိုင်မဲ့အခွင့်အရေးလည်းကျွန်တော်ရရှိနိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့ကိုကျွန်တော်ဖြေကြားရမယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ပဲ့ပြင်မှုအကြောင်းကျွန်တော်တို့နဲ့နေတဲ့မေးခွန်းတွေဒီကျမ်းချက်တွေကိုကျွန်တော်လူတကာကိုကျွန်တော်ပြန်ပြောချနိုင်ဖို့ကျွန်တော်တို့ဒီမေးခွန်းတိုင်းကိုကျွန်တော်အကျိုးရှိကျွန်တော်ယူရမယ်ဆိုပြီးတွေ့ရပါတယ်ဒီအချက်ကိုကျွန်တော်ဘယ်မှာတွေ့နိုင်လဲဆိုတော့စာလံကျမ်းခန်းကြီး139အငယ်105ထဲမှာလည်းကျွန်တော်တွေ့ရှိရပါတယ်ခရစ်တော်ရဲ့အဖြေတွေမှာပါလဲခရစ်တော်ကဒီပညတ်တော်ကိုယဉ်ညွှန်းလိုက်တယ်ပညတ်တော်ကိုယဉ်ညွှန်းလိုက်တယ်ဒီပညတ်တော်ကိုသင်မဖတ်ဘူးတလို့ဟလားဒီပညတ်တော်ထဲမှာကောင်းကင်နိုင်ငံကိုရောက်ရမယ့်အကြောင်းအလုံးစုံပါတယ်ဆိုတာဒီမှာခရစ်တော်ကပြောခြင်းဖြစ်ပါတယ်လူကာခန်းကြီး30ငယ်29ကနေ28အထိကျွန်တော်ကြည့်မယ်ဆိုရင်ခရစ်တော်ကဘယ်လိုဖြေကြားလိုက်လဲဆို love the Lord your God with all your heart တင်းရဲ့ဘုရားသခင်ကိုတင်းရဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်ပါတင်းရဲ့ဝိညာဉ်နဲ့ချစ်ပါရှိသမျှအားအင်းတွေနဲ့နှလုံးသားနဲ့စဉ်းစားဆင်ခြင်တရားနဲ့ချစ်ပါဖျားကိုချစ်တဲ့နည်းသူ love your neighbor as yourself တင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တင်းရဲ့အနီးဆက်ဆုံးသူတွေကိုလည်းကိုချစ်တဲ့ကဲလို့သူတို့ကိုချစ်ပါဆိုပြီးတော့ခရစ်တော်ကဒီမှာသူ့ကိုဖြေလိုက်တယ်အဲအကြောင်းတင်အသက်ရှင်ခြင်းနဲ့ဆိုရင်ဒီဟာကိုလုပ်ပါဒီဟာကိုဆက်လက်ပြီးတော့လှုပ်ဆောင်ပါဆိုပြီးတော့ခရစ်တော်ကသူ့ကိုဖြေချလိုက်တယ်တခါတလေကျတော့ theory ကောင်းတယ်เนาะကျွန်တော်ခရစ်ယာန်အများကြီးမယ်ဆိုရင်တော့ကျွန်တော်အားလုံးခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူအားလုံးဟာလာကျွန်တော်ခရစ်ယာန်တက်တာအနည်း90လောက်ရှိတဲ့သူတွေဆိုရင်တော့မသိတာတော့သိမရှိတော့ဘူးเนาะ theory ကတော့အားလုံးသိတယ်ဒါပေမဲ့ကျွန်တော်အသက်တာမှာဟာလာတကယ်တမ်းကျွန်တော်တို့ခရစ်တော်ကိုချစ်တဲ့ဤသူကျွန်တော်ပတ်ဝန်းကျင်ကိုချစ်ကြရဲ့လားဒါပေမဲ့ပတ်ဝန်းကျင်ကိုချစ်မဲ့အရာကိုကျွန်တော်တခါတလေရာခိုင်နှုန်းပုံနေတယ်လို့ထင်နေကြတယ်ဒါပေမဲ့ခရစ်တော်ကိုချစ်မယ်ဖခင်ကိုချစ်တဲ့ဤသူဟာလာကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ညီအကိုတွေကိုလည်းကျွန်တော်ချစ်ရမယ်ဆိုတာ50-50ဟာလာခရစ်တော်ကိုချစ်ပဲဖခင်ကိုချစ်တယ်ဟာလေလုယာဖခင်ကြောင့်ထဲမှာတစ်ချိန်လုံးငိုပြီးတော့ခုန်ပြီးတော့တင်နေမယ်ဆိုရင်ဒါလည်းခရစ်တော်ကိုချစ်ရရောက်တယ်ဒါပေမဲ့တစ်ဖက်မှာကိုယ်နဲ့အနီးဆက်ဆုံးလူတွေပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုမချစ်ဘဲနဲ့မပေးကမ်းဘဲနဲ့သူတို့ကိုမတနာဘဲနဲ့နေရင်ဟလားဒါခရစ်တော်ရဲ့တုန်တင်ချက်အရာဆိုရင်ကျွန်တော်ကောင်းကင်နိုင်ငံကိုရောက်မဲ့အခြေအနေမှာကျွန်တော်မရှိဘူး practice ဆိုတာတကယ်တမ်းလှုပ်ဆောင်ရမယ်နော် inactive တကယ်တမ်း active မယ်ဆိုတာလိုအပ်တယ်တခါတလေကျတော့ဒီလိုမျိုးအပြောတော့လွယ်တာဒါပေမဲ့တကယ်လုပ်ငန်းမှာအရန်ခက်တယ်ဒါကြောင့်ခရစ်တော်ကဒါကိုရှင်းရှင်းလင်းလင်းပြောတယ် do this အဲ့ဒါကိုလုပ်ရမယ်နော်ခရစ်တော်ကိုချစ်တဲ့ဤသူဖျားကိုချစ်တဲ့ဤသူတင့်ပတ်ဝန်းကျင်မှာရှိတဲ့တင့်ရဲ့ညီကိုမောင်နှမပဲဖြစ်တင့်ပတ်ဝန်းကျင်မှာရှိတဲ့အိမ်နီးနားချင်းသူတွေကိုတင်နဲ့အမျှချစ်ပါဆိုတာဒါ do this ဒါလုပ်ပါအဲ့ဒါဆိုရင်တင်ဟာအသက်ရှင်မယ်ဆိုပြီးတော့ခရစ်တော်ကကောင်းကောင်းလေးဖြေချလိုက်တယ် How can I show that I love God and my neighbor ဒါဆိုရင်ကျွန်တော်ဘဝအသက်တာမှာခရစ်တော်ကိုချစ်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်အိမ်နီးချင်းတွေကိုလည်းချစ်တယ်ဆိုတော့ကျွန်တော်ဘယ်လိုပြရမလဲရှင်ယောဟန်ပထမဆောင်ခန်းကြီး4:20ထဲမှာပါရေးထားလဲဆိုတော့ယောဟန်ကရှင်းရှင်းလင်းလင်းပြောလိုက်တယ်ခရစ်တော်ကိုချစ်တယ်ဖခင်ကိုချစ်တယ်ဆိုတဲ့သူတွေဟာသူ့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေအခက်ခဲရှိတဲ့သူတွေဟလားမတန်မစွမ်းတဲ့သူတွေဟလားအစားအစာမရှိတဲ့သူတွေကိုမချစ်ပဲနဲ့ခရစ်တော်ကိုချစ်တယ်ဆိုတာမဖြစ်နိုင်ဘူးဖခင်ကိုချစ်တယ်ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့ဒီမှာရှင်းရှင်းလင်းလင်းပြောထားပါတယ်ဒါကြောင့်
love ဆိုတာဟာလားချစ်ချင်းမေတ္တာဆိုတာဘုရားသခင်ကိုချစ်တယ်ဆိုတာကျွန်တော်တို့သူတစ်ပါးကိုဘယ်လိုမျိုး treat လဲဘယ်လိုမျိုးသူတစ်ပါးပေါ်မှာအကျိုးပြုလဲဆိုတာနဲ့တက်ရောက်တယ်သူတစ်ပါးပေါ်မှာဘာမှအကျိုးမပြုဘူးသူများအခက်အခဲကိုမဖြေရှင်းပေးဘူးတော့ဘုရားကိုချစ်တယ်ဆိုပြီးတော့ပြောတဲ့သူတွေဟာတော့ဒါလိမ်ညာခြင်းဖြစ်တယ်ချစ်တယ်ဆိုတဲ့အရာဟာနော်တင်းရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အခက်အခဲရှိတဲ့သူတွေနော်တင်းရဲ့အိမ်နီးနားချင်းတွေနော်အခက်အခဲရှိတဲ့သူတွေကိုကုညီစောင့်ရှောက်ခြင်းဟာဘုရားကိုချစ်ရာရောက်တယ်ဆိုပြီးတော့ဒီမှာရှင်ယောဟန်ကသိလင်ပြောထားတယ်အဲကြောင့်ယာကုပ်ကလည်းဒါကိုရှင်းရှင်းလင်းလင်းပြောထားတယ် suppose a brother or sisters without clothes or daily food တင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအင်ဂျီမရှိဘူးစားစရာမရှိဘူးအဲ့လိုမရှိတဲ့သူတွေကိုဟာငိမ့်ချမ်းပါစေဆိုပြီးတော့ဟာလာငါဆုတောင်းပေးမယ်ဆိုပြီးတော့တခါမှသူတို့ကိုအဝတ်အထည်လည်းမပေးဘူးအစားတောက်လည်းမပေးဘူးသူတို့ရဲ့လိုအပ်ချက်ကိုမဖြည့်ပေးတဲ့အတွက်ကြောင့်ဒါဟာဖျားကိုချေရမရောက်ဘူးဆိုပြီးတော့ဒီမှာရှင်ယာကုပ်ခန်းကြီးနဲ့ငယ်နဲ့15ကနေ16မှာဒီမှာရေးထားပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ challenge စင်ခေါ်မှုကပါလဲဆိုတော့ကျွန်တော်တို့တည်တဲ့အတိုင်းကျွန်တော်လုပ်ရမယ်ဒီမှာဖျားတခင်ကိုချစ်တယ်ဆိုပြီးတော့သူတကားကတချင်းတွေလည်းရေးတယ်ဟာလားငိုတယ်ဖျားเจ้าထဲမှာလည်းဟာတော်တော်လေးကိုဘယ်လိုပြောလဲဖျားတရားရှိတယ်တလူလိုပါလို့နဲ့နေတဲ့သူတွေအများကြီးရှိတယ်ဖျားကိုတကယ်တမ်းချစ်တဲ့သူကပါလဲမရှိအစင်းရဲသားတွေကိုပေးကမ်းတယ်ဖျားကိုချစ်တဲ့နေသူဒီကျွန်တော်ပတ်ဝန်းကျင်ကိုချစ်ရမယ်အဲကြောင့်ကျွန်တော်ပြည့်တော့10ပါးဆိုတာနှစ်ပိုင်းပိုင်းထားတယ်ဟာလားပထမတစ်ချက်ကနေပြော4ချက်ထိဟာဆိုရင်တော့ဖျားကိုချစ်ရမယ်အပိုင်းဖြစ်တယ်9ကနေပြော30ထိဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုချစ်ရမယ်အပိုင်းဖြစ်တယ်အဲဒါကြောင့်ဒီမှာခရစ်တော်ကဒီပင့်ရတော်ကိုစောင့်ရှောက်သလားဆိုပြီးတော့အဲ့ဒီသူကိုညှိုးလိုက်တာပါလေအဲ့ဒီပင့်ရတော်ထဲမှာဟာလားချစ်ချင်းရဲ့အနစ်ဆိုတာဒီပင့်ရတော်10ပါးထဲမှာရှိတယ်ဆိုဒီမှာကောင်းလေးတော့ခရစ်တော်ကရှင်းပြထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ချစ်ချင်းဟာသူတပားကိုချစ်ချင်းဆိုတာဒါတော်လိုအပ်တယ်ဖျားကိုချစ်တယ်ဆိုပြီးတော့ပြောယုံအပြောတက်မဟုတ်ပဲနဲ့ဟလားအပြောတက်နဲ့မရဘူးဒါကြောင့်သူတပားကိုမချစ်မချင်းကျွန်တော်ဖျားသခင်ကိုချစ်တယ်ဆိုတာဒါလူလိန်နေဟလားအလကားလေရှိလို့တာစကားပြောနေတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တွေ့ရပါတယ်ချစ်ချင်းမြတ်တာအကြောင်း action နဲ့ကျွန်တော်ပြရမယ်ဟလားကျွန်တော်ခုနပြောထားသလိုကျွန်တော်စကားနဲ့ပဲမဟုတ်ဘူးကျွန်တော် feeling နဲ့ပဲမဟုတ်ဘူးငြိမ်းချမ်းပါစေဘုရားသခင်ကောင်းကြီးမင်္ဂလာချပေးပါစေကျွန်တော်ဆုတောင်းပေးမယ်ဆိုတာဒါလေးတက်မဟုတ်ပဲနဲ့ဟလားတကယ်တမ်း action ဖြစ်ရမယ် love in action ဆိုတာလို့တယ်နော်အဲ့တော့ဒီမှာဂလာတိအခန်းကြီး9ငယ်14ထဲမှာပြောထားလဲဆိုတော့ for the entire law is fulfilled keeping this one commandment နော်ဒီပင်တော်တစ်ခုလုံးဟာဒီတစ်ခုမှာပြည့်စုံနေတယ် love your neighbor as yourself နော်တင့်ကိုချစ်တယ်နေသူတစ်ပါးကိုလည်းချစ်ပါပင်တော်အားလုံးရဲ့အချုပ်ဟာအဲ့ဒါဖြစ်တယ်ဆိုပြီးတော့ဒီမှာရေးထားပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုချစ်မယ်ဆိုရင်ဒါ practical နော် love in action ဖြစ်တယ်လာကျွန်တော်ဖျားကိုချစ်တဲ့ပနေကုံတနေခမ်းအလားဖျားเจ้าထဲမှာငိုနေတဲ့သူတွေခုန်နေတဲ့သူတွေဟာလာသူတပားကိုမပေးကမ်းဘူးသူတပားကိုမချစ်ဘူးဆိုရင်ဒါအလကားပဲ practice action မရှိဘူးဒါကြောင့်ဖျားသခင်ကိုချစ်တယ်ဆိုတာကျွန်တော် love in action practice ဖြစ်ရမယ်ပေါလုကလည်းပြောထားလဲဆိုတော့ I'm fulfill the law ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုသူကဘယ်လိုနီးနဲ့သူတုံ့ပြန်လဲဆိုတော့ဖျားသခင်ရဲ့တရင်စကားကိုမကြားသေးတဲ့သူတွေစီတွားပြီးတော့ဟာလာသူကဖျားတရားကိုတွားဝင်ရတယ်ပြီးတော့သူတပားရဲ့ရိုက်နှက်ခြင်းကိုခံရတဲ့အစာရည်စာငတ်မှုခြင်းခံရတယ်ဟလာဒီလိုမျိုးစေးရနွမ်းပါခြင်းခံပြီးတော့သူတပားအတွက်ဟလာဒီဖျားတဲ့ကဲတင်ချင်းသူတို့သိရှိဖို့သူကတွားရောက်ခဲ့တယ်အဲအကြောင်းပေါလုကလည်း I'm fulfill the law တဲ့ဒါကြောင့်ဒီပင့်ရတော်တရားကငါရဲ့လှုပ်ဆောင်မှုကြောင့်ဒါပြည့်စုံတယ်ဆိုပြီးတော့ပေါလုကလည်းပြောကြားခြင်းဖြစ်ပါတယ်ဒီချစ်ချင်းမေတ္တာအကြောင်းဟလာဒီကိုချစ်တဲ့နေသူတပားကိုချစ်ရမယ်ဟလားသူတပားကိုချစ်တယ်ဆိုတာဖျားကိုချစ်တယ်ဆိုတာပြတာဖြစ်တယ်ဆိုတာဒါဒီဓမ္မတစ်ကျမ်းမှာဒါအသစ်ဆမ်းမဟုတ်ဘူးဓမ္မဟောင်းကျမ်းထဲမှာဒီဟာတွေအပြည့်အစုံရှိပြီးသားဒီဟာတွေကိုပဲခရစ်တော်ကဟလားခရစ်တော်ရဲ့နောက်လိုက်တမန်တော်တွေကဒီ message ကိုပဲထပ်ပြီးတော့ပြောကြားခြင်းဖြစ်တယ်ဆိုတာဒီမှာကျွန်တော်သိရပါတယ်တော့ဒီ message ဆိုတာတရားမျှတတဲ့တရားဖြစ်တယ်ပြီးတော့သူများနဲ့မျှတတန်းတူရည်သူထားရမယ့် message သူတပားပေါ်မှာကျွန်တော်ဘယ်လိုသူများကိုပြုစုရမလဲဆိုတာဘုရားသခင်ဖန်ဆင်းထားတဲ့ဒီလူသားတိုင်းကိုနဲ့တန်းတူဆက်ဆံရမယ်ဆိုတာဒီတရားဆိုတာဟာလားအစကတည်းကဘုရားသခင်ကဒီ prophet တွေစီမှာပြောထားတဲ့တရားတွေဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်။တော့ဒီဟာကိုကျွန်တော်ဆက်ပြီးကြည့်ရမယ်ဆိုရင်ဒီဓမ္မဟောင်းကျမ်းထဲမှာဘယ်လိုဘုရားသခင်ကသူ့ရဲ့ပေါ်ရောဖက်တွေကိုဒီတရားတွေကိုသူ့ရဲ့လူတွေကိုဟောကြားဖို့ပြောထားလဲဆိုတော့ကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်အောင်
နော်ဟေရှာအခန်းကြီး1ငယ်16ထဲမှာဘယ်လိုရေးထားလဲဆိုတော့ learn to do right တဲ့နော် seek justice တရားမျှတခြင်းကိုရှာပါ defend the oppressed သူတစ်ပါးအနိုင်ကျင့်ခြင်းခံရတဲ့သူတွေကိုစောင့်မပါအဖေအမေမရှိတဲ့သူတွေကိုလည်းစောင့်မပါပြုစုပါပြီးတော့မိသားစုမပြည့်စုံတဲ့သူတွေနော်ဒီမှာအဖေအမေမရှိတဲ့သူတွေကိုလည်းစောင့်ရှောက်ပါယောက်ျားမရှိတဲ့သူတွေမိန်းမမရှိတဲ့သူတွေကိုလည်းစောင့်ရှောက်ပါဆိုပြီးတော့ဒီမှာအိုင်စာယထဲမှာလည်းရေးထားပါတယ်ကျွန်တော်မိုင်းရလည်းပါပြောထားလဲဆိုတော့ခရစ်တော်ဟာဆိုရင်မရှိစင်းရဲသားတွေကိုနော်လိုအပ်ချက်အများအားရှိတဲ့သူတွေကိုအမြဲတမ်းသူတို့ရှေ့မှာရက်တည်တဲ့ဖျားဖြစ်တယ်ဆိုပြီးတော့ဒီမှာဂျေရမိုင်းရလည်းပြောထားတယ်ပြော Ezekiel အခန်းကြီး29ထဲမှာလည်းပါရေးထားလဲဆိုတော့ဘုရားသခင်ပေးထားတဲ့နေရာဒေသမှာနေတဲ့သူတွေကသူတို့ဘာမလုပ်ရဘူးလဲဆိုတော့ခိုးခြင်းကိုမလုပ်ရဘူးနော်ပြီးတော့ဒီစင်းရဲနွမ်းပါတဲ့သူတွေကိုလည်းအနိုင်ကျင့်ပြီးတော့အနိုင်ထက်စီးမလုပ်ရဘူးပြီးတော့ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့ဒေသရဲ့အပြင်ပမှာရှိတဲ့သူတွေကိုလည်းအနိုင်ထက်စီးမဖြစ်ရဘူးเนาะသူတို့နဲ့အတူတူလူသားတိုင်းဟာဘုရားသခင်ဖန်ဆင်းထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုတရားမျှတစွာနဲ့ကျွန်တော်တို့သူတို့ကိုဆက်ဆံရမယ်ဆိုပြီးတော့ဒီမှာ Ezekiel ထဲမှာလည်းဘုရားသခင်ကမိန့်တော်မူထားတယ်ပြီးတော့ဟောရှေခန်းကြီး30ငယ်စနစ်ထဲမှာလည်းပြောထားလဲ so righteousness for yourself တင်ဖြောက်မတည်ကြည်ဖို့မျိုးစိကိုတင်းရဲ့ကိုယ်ခန္ဓာမှာကျဲပါအဲ့လိုမျိုးကျဲလိုက်မယ်ဆိုရင်တင်းဟာဒီချစ်ချင်းအတီးတီးလာမယ်ဆိုပြီးတော့ဒီမှာရေးထားပါတယ်။တော့ချစ်ချင်းအတီးဆိုတဲ့အခါကျသူတစ်ပါးကိုချစ်တတ်လာရမယ်။သူတစ်ပါးကိုပြုစုတတ်လာရမယ်။မိုက်ခအခန်းကြီး6အငယ်8ထဲမှာလည်းဒီလိုရေးထားလဲဆိုတော့နော်ခရစ်တော်ကလူသားတိုင်းစင်းဆိုင်ငံရှိတဲ့သူတိုင်းကိုကောင်းတိုင်းသူကတင်ချပေးတယ်။ဘုရားသခင်ကတင့်ပေါ်မှာပါလိုအပ်လဲဆိုတော့သူတစ်ပါးကိုမျက်မျက်တတ်တရားမျှတစွာနဲ့ဆက်ဆံရမယ်။တော့သူတို့ကိုချစ်ချင်းထားရမယ်။အဲ့လိုမျိုးစိတ်သက်ရှိတဲ့လူတွေကဘုရားသခင်ရှေ့မှာနှိမ်ချတဲ့လူဖြစ်တယ်ဆိုပြီးတော့မှမိုက်ခထဲမှာလည်းရေးထားပါတယ်။ Zechariah 9ငယ်9နဲ့10ထဲမှာလည်းပါရေးထားလဲဆိုတော့ this is what the Lord Almighty said ဘုရားသခင်ကပြောထားလဲဆိုတော့တရားမျှတခြင်းကိုအသုံးပြုပါဆိုပြီးတော့ဒီ administer ဒီကောင်းဆောင်ပိုင်းကိုပြောထားတယ် show mercy and compassion ခင်ဗျားတို့တနာချင်းကျင်နာခြင်းကိုသူတစ်ပါးပေါ်မှာပြုပါအဖေမရှိတော့တဲ့သူတွေအမေမရှိတဲ့သူတွေ fatherless တွေသူတို့ကိုတနာပါပြီးတော့တခြားရက်မှာရှိတဲ့သူတွေလာမယ်ဆိုရင်သူတို့ကိုမျက်မျက်တတဆက်ဆံကြပါအဆိုးကိုအကောင်းနဲ့နိုင်ပါဆိုပြီးတော့ဒီမှာနော်ဇေခရယာထဲမှာဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုသင်ကြားပေးတယ်ဒီအမိန့်ပေးထားတယ်နောက်ဆုံးဒီမှာမလကီအခန်းကြီး3ငယ်9ထဲမှာလည်းဘယ်လိုရေးထားလဲဆိုတော့တင်တို့ပြုတ်ရမယ်အကျင့်တွေကိုငါဒီမှာသူ့ရဲ့လူတွေဤတီလာလူမျိုးကိုငါပေးထားတယ်ဆိုပြီးတော့ဒီမှာရေးထားတယ်ဘုရားသခင်ကသူ့ရဲ့လူတွေကိုဘယ်လိုမာကြားထားလဲဆိုတော့နော်အလုတ်သမားတွေကိုအနိုင်ကျင့်မပြုရဘူးလှစာတွေကိုမလိန်ရဘူးပြီးတော့အဖေမေမရှိတဲ့သူတွေကိုချစ်ရမယ်ပြုစုရမယ်ပြီးတော့ယောက်ျားစွန့်ပယ်သွားတဲ့ဒီအမျိုးသမီးတွေကိုလည်းပြုစုကြပါခရစ်တော်ကသူ့လူတွေကိုချစ်ချင်းမေတ္တာရှိဖို့ဟုတ်လားသူတို့နဲ့နီးစပ်တဲ့သူတွေကိုချစ်ဖို့ဟုတ်လားအမြဲတမ်းပြောကြခြင်းဖြစ်တယ်သူကဒီကိုယ်အတိုင်းဝိုင်းထဲမှာရှိတဲ့သူတွေပဲမဟုတ်ဘဲနဲ့တခြားဒေသမှာရှိတဲ့သူတွေကိုယ့်ရဲ့နေရာမှာလာကြမယ်ဆိုရင်သူတို့ကိုချစ်ချင်းမေတ္တာနဲ့တုံ့ပြန်ကြပါဆိုပြီးတော့ဘုရားသခင်ကသူ့ရဲ့လူဣတိလလူမျိုးတွေကိုအမြဲတမ်းတွင်တင်ပေးတယ်ဆိုတယ်မှာတွေ့ရပါတယ်ကျွန်တော်ဒီဟာတွေကိုအားလုံးကြည့်ပြီးမှမေးခွန်းတစ်ခုကျွန်တော်မေးချင်တယ် and who should I love ဒါဆိုရင်ကျွန်တော်ဘယ်သူကိုချစ်ရမလဲအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူကာခန်းကြီး30ငယ်36ထဲမှာဟာလာဒီမှာဘယ်လိုရေးထားလဲဆိုတော့ခရစ်တော်ကပြောလိုက်တဲ့ဒီပုံပြင်လေးထဲမှာဆိုရင်ဒီ Jerusalem နဲ့ Jericho ကြားထဲမှာရှိတဲ့လမ်းမှာဒီကြားထဲမှာဆိုရင်ဒီမှာဓမြတိုက်ချင်းခံရတဲ့သူတယောက်ရှိတယ်အဲ့ဒီအချိန်မှာဆိုရင်ဒီ Jericho ကနေပြီးတော့ Jerusalem ဘက်ကိုလာတဲ့ဒီဘုရားကျောင်းထဲမှာအလုပ်လုပ်တဲ့ဒီ priest ပြောဟိတ်တယောက်လာတယ်ခါကျတော့ပြောဟိတ်တယောက်ကအဲ့ဒီဓမြတိုက်ချင်းခံရတဲ့တပါးအမျိုးသားတယောက်ကိုသူတွေးလိုက်တဲ့အခါကျတော့ဟာယေရုရှလင်ဘုရားကျောင်းထဲမှာငါလှုပ်เสียအများကြီးရှိတယ်ဟိုမှာဘုရားကျောင်းစတော့မယ်ဟလာ praise and worship စတော့မယ်နိုင်ငံခြားနေလဲအဲ့တဲ့တယောက်လာနေပြီးငါဒီဟာကိုမလုပ်နိုင်ဘူးဆိုပြီးသူအဲ့ဒီဓမြတိုက်ခံရတဲ့ဒီတပါးမျိုးသားကိုသူကရှောင်ပြီးတော့သူကထွက်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဆိုပြီးသူထပ်လာလဲဆိုတော့ဂျန်တပ်ပုတ်ကိုတယောက်ဒီမှာပြည့်ညတ်တော်တရားတွေတော်တက်ကြွတဲ့ဂျန်တပ်ပုတ်ကိုတယောက်လာတယ်ဂျန်တပ်ပုတ်ကိုတယောက်ကလည်းဟာငါဟိုမှာလှုပ်ရှားရှိတယ်ဟိုမှာ Bible study ပေးရှားရှိတယ်ဆိုပြီးတော့ဒီမြအတိုက်ချင်းခံရတဲ့ဒီသူတယောက်ကိုသူကတပားမျိုးသားတယောက်ကိုသူကရှောင်ပြီးတော့သူထွက်သွားတယ်ဒီလူနဲ့ငါအမှုမပတ်သက်ချင်ဘူးသူကပြည့်ညတ်တော်ကိုတုံတင်တဲ့ဂျန်တပ်ပုတ်ကိုဖြစ်တဲ့တော့ကြောင့်သူကအမှုတွေလည်းနားလဲဆိုတော့ဟာလာသူဒီလူနဲ့အမှုမပတ်သက်ချင်ဘူးဆိုပြီးတော့သူထွက်သွားတယ်နော်နောက်ဆုံးကြတော့ဘယ်သူလာလဲဆိုတော့ရှမာရိလူတယောက်နော်ဒီမှာရှမာရိလူတယောက်ဆိုတာတပားမျိုးသားသူ
သူကဖျားသခင်ယေရှုဖျားကိုယုံကြည်တဲ့သူမဟုတ်ဘူးเนาะသူတပါးမျိုးသားတယောက်ဖြစ်တယ်ဒါပေမဲ့ तू ကစီးပွားရေးသမားတယောက်ဖြစ်တဲ့အတွက်ကြောင့် तू ကအဲ့လိုမျိုးရှောက်လာတဲ့အခါကျတော့အဲ့ဒီဓမြတ်တိုက်ချင်းခါရတဲ့သူကို तू ကတွေ့တဲ့အခါကျတော့တနာစိတ်ဟလာဝင်ပြီးတော့ तू အဲ့ဒီလူကိုဆေးတွေပါတိုက်တယ်ပြောရေးတွေပါတိုက်တယ်ပြောသူ့ရဲ့မြေပေါ်မှာ तू ကတင်ပြီးတော့ဟလာအရှိမရှိတဲ့ရွာတရွာမှာဝင်ပြီးတော့အဲ့မှာဆေးဆရာစီမှာ तू ကိုထားခဲ့တယ်အဲ့လိုထားခဲ့တဲ့အချိန်မှာကြတော့အဲ့ဒီလူကချက်ချင်းမကောင်းလာတဲ့အတွက်ကြောင့်เนาะအဲ့ဒီဆေးဆရာစီမှာပဲထားပြီးတော့အဲ့ဒီရှမာရိအမျိုးသားဗာပြောလိုက်လဲဆိုတော့ဆရာเนาะဒီမှာဒေါက်တာဒီမှာငါဒီလူကိုလာထားမယ်သူမတက်တာဘူးဆိုရင်ငါပြန်လာတဲ့အခါကျတော့ဒီလူနာနဲ့ပတ်သက်ပြီးတော့ဟာကုန်ကြဈေးတွေကအားလုံးပေးလိုက်မယ်ဆိုပြီးတော့သူအဲ့ဒီဆေးဆရာကိုမာလိုက်တယ်เนาะခရစ်တော်ကပြောလိုက်တယ်เนาะလူကာခန်းကြီး30ထဲမှာဟာလာဒီလူ3ယောက်ထဲမှာဘယ်သူကကိုနဲ့နေဆက်တဲ့သူကိုချစ်တယ်ဆိုပြီးတော့မေးလိုက်တဲ့အခါကျတော့ဟာလာခုနကခရစ်တော်ကိုစမ်းတပ်ပြီးတော့မေးလိုက်တဲ့ကျမ်းတပ်ပုဂ္ဂိုလ်တယောက်ကသူ့စိတ်ထဲမှာခုဖြစ်ပြီးတော့မပြောလို့လည်းမရတော့ဘူးသူကပါလဲတတိယလူကဟာလာဖျားကိုချစ်တဲ့သူတွေဖြစ်တယ်သူရဲ့ပင်ရတော်ကိုလိုက်လျှောက်တဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဟာလာသူကဝန်ခံလိုက်ခြင်းဖြစ်တယ်ခရစ်တော်က love your neighbor ဒီအိမ်နီးချင်းကိုချစ်ပါဆိုတဲ့နေရာမှာဆိုရင်တော့ကျွန်တော်တို့အိမ်နီးချင်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဖျားเจ้าထဲမှာရှိတဲ့သူတွေဘယ်မဟုတ်ဘူးเนาะကျွန်တော်မိသားစုထဲမှာရှိတဲ့သူတွေပဲမဟုတ်ဘူးကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီဖျားเจ้าထဲမှာရှိတဲ့သူတွေကအကူအညီမှုစောင့်ရှောက်မှုလိုတယ်ဆိုတော့ပထမပေါ့เนาะဒါပေမဲ့ဖျားเจ้าထဲမှာဘယ်သူမှလိုအပ်မှုမရှိဘူးဒီညီကူမောင်နှမထဲမှာလည်းဘာမှလိုအပ်မှုမရှိဘူးဆိုရင်ပြင်ပမှာဟာလာလိုအပ်တဲ့သူတွေရှိရင်အဲ့ဒီလူတွေဟာကျွန်တော်တို့ရဲ့ neighbors เนาะကျွန်တော်အိမ်နီးနားချင်းတွေဖြစ်တယ်ဆိုပြီးတော့ခရစ်တော်ကဒီကျမ်းသက်ပုဂ္ဂိုလ်တွေကိုတင်ကြားပို့တာခြင်းဖြစ်ပါတယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့သူ့ရဲ့ကောင်းမြတ်မှုဆိုတာဟာလားလူတိုင်းမှာရှိဖို့လိုတယ်ကျွန်တော်ဘာသာရေးတိုင်းမှာရှိဖို့လိုတယ်ကျွန်တော်လူတကာဆက်ဆံရေးတိုင်းမှာလည်းလိုတယ်တော့ကျွန်တော် culture လူမှုရေး ethnic လူမျိုးထဲမှာလည်းလိုတယ်နေရာတိုင်းမှာလိုအပ်ဘာဖြစ်လို့လဲဆိုတော့လူတော်များများဟာဆိုရင်ကိုပဲကြည်ပြီးတော့ကိုယ့်ရဲ့ self ကိုလူမျိုးပဲကြည့်ချင်တယ်ကိုဘာသာရေးမှာရှိတဲ့သူတွေကို church member တွေပဲကြည့်ချင်တယ်သူများ church member တွေမလိုအပ်ဘူးဟာလားသူများဘယ်လောက်ပဲလိုဆိုပြီးတော့ပြစ်ပယ်တဲ့လူတွေတော်များတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာကြည့်ရမှာပါလဲအနည်းဆက်ဆုံးလူတွေဟာကိုယ့်ရဲ့အိမ်နီးချင်းဖြစ်တယ်ကိုချစ်တယ်လို့သူတို့လည်းချစ်ရမယ်တော့ကိုတဲ့ဆိုင်တဲ့သူဆိုတာဟာလား family member ထဲကလူတွေပဲမဟုတ်ဘူးကို church member ထဲကလူတွေပဲမဟုတ်ဘူးเนาะကိုနဲ့ဘာသာမတူတဲ့သူတွေထဲမှာလဲလိုအပ်တဲ့လူတွေဟာလားအစာရေးစာငတ်တဲ့လူတွေအင်ဂျီလိုအပ်တဲ့လူတွေပိုက်ဆံလိုအပ်တဲ့လူတွေဆေးရုံရောက်တဲ့လူတွေရှိတယ်ဆိုရင်တို့လည်းကျွန်တော်ကူညီရမယ်ဒါကျွန်တော်တို့ရဲ့အစစ်မှန်အိမ်နီးချင်းတွေဖြစ်တယ်ဆိုပြီးတော့ဒီမှာခရစ်တော်ကဒီဖာရိရှဲလူမျိုးကျမ်းသက်ပုဂ္ဂိုလ်တွေကိုကောင်းမွန်သူကတွင်တင်ပေးလိုက်တယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲကြောင့်ကျွန်တော်အိမ်နီးချင်းအိမ်နီးသားချင်းတွေဆိုတာနော်ခရစ်တော်ပြောတဲ့ကျွန်တော်အိမ်နီးချင်းတွေဆိုတာဘယ်သူပဲဖြစ်ဖြစ်သူတို့ကကျွန်တော်ရဲ့အကူအညီကိုလိုမယ်ဆိုရင်သူတို့ဟာကျွန်တော်အိမ်နီးချင်းတွေဖြစ်တယ်ဝိညာဉ်ရေးရမယ်သူတို့စိတ်ပြတ်ခြင်းဖြစ်လာတယ်အနာတရားတွေဖြစ်လာတယ်ဟာလားသူတို့ဝိညာဉ်ရေးအားနည်းမှုရှိတယ်ဆိုရင်လည်းဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်ဘယ်ဖျားเจ้าကပဲဖြစ်ဖြစ်ဘယ်ယုံကြည်ခြင်းကပဲဖြစ်ဖြစ်သူတို့ကိုကျွန်တော်ပြိုးထောင်ရမယ်တာဝန်ဆိုတာဖျားတဲ့ကကျွန်တော်ပေးထားတယ် everyone who is the property of God ဘာဖြစ်လဲဆိုတော့လူသားတိုင်းဟာအသက်ရှိလူသားတိုင်းဟာဆိုရင်ဖျားတဲ့ခင်ဖန်ဆင်းတဲ့သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ ਨੇ တွေးတသားတဲ့တော့ပိုင်ဆိုင်တဲ့သူတွေတွေးသားနဲ့အသက်ရှင်တဲ့သူတိုင်းဟာကျွန်တော်တို့ ਨੇ သက်ဆိုင်တယ်ဆိုတာဖျားတဲ့ခင်ကယေရှုဖျားကဒီမှာဖာရိရှဲလူတွေပဲဖြစ်ဖြစ်သူရဲ့နောက်လိုက်သူရဲ့ apostle တွေပဲဖြစ်ဖြစ်အဲ့ဒီပုံဝင်ခြင်းမှာရှိတဲ့သူတွေသူကဒီမှာဆုံးမတွင်တင်ခြင်းဖြစ်တယ်ဆိုတာကျွန်တော်ဒီမှာတွေးရှိရပါတယ်ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ကိုချစ်ကြတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့သိရမှာဘုရားသခင်ချစ်တယ်ဆိုတဲ့အခါကျတော့ဘယ်လိုချစ်ရမလဲဆိုဘုရားသခင်ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်တွင်တင်ထားပြီးတယ်ဘုရားသခင်ဘယ်လိုချစ်ရမလဲယေရှုဘုရားကသူလောကထဲမှာသူဆင်းကြွပြီးတော့တွင်တင်ပေးတဲ့အခါကျတော့ဘုရားသခင်ဘယ်လိုချစ်ရမလဲဆိုတာဒီသင်ခန်းစာကျွန်တော်တို့ကိုသင်ပေးထားတယ်ဘုရားသခင်ကိုချစ်ရမယ်ဆိုတာဒီပညတ်တော်ထဲမှာအဆုံးအလင်းရှိတယ်ကျွန်တော်ခုနကပြောထားသလိုပညတ်တော်ပထမအချက်ကနေပြီးတော့သရုဒ္ဓပညတ်အထီးဘုရားသခင်ကိုချစ်ရမယ်ဘုရားမှာတပါအခြားတော့ဘုရားမရှိစေရရုပ်ထုဆင်းထုကိုမကွယ်ကွယ်နဲ့အဲ့ဒီပထမအနေသရုဒ္ဓအထီးခရစ်တော်ကိုချစ်မယ်အရာဖြစ်တယ်9ကနေပြီးတော့30အထိဆိုတာဟလာသူတပါကိုချစ်ရမယ် love your neighbor ကျွန်တော်ကဘုရားသခင်ကိုချစ်တယ်ပညတ်တော်10ပါးမှာပထမအချက်နဲ့သရုဒ္ဓအချက်ထိကျွန်တော်ပြည့်စုံတယ်ဘုရားကိုချစ်တယ်ငိုတယ်ဟလာကခုန်တယ်ဘုရားเจ้าကိုပုံမှန်သွားတယ်ဒီဟာနဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုမရောက်နိုင်ဘူးကယ်တင်ခြင်းကိုမရောက်နိုင်ဘူးနံပါတ်9ကနေပြီးတော့နံပါတ်30အထိအဲ့ဒါတော့အရေးကြီးရယ်ဆိုပြီးတော့ဒီမှာဘုရားသခင်ကျွန်တော်ကိုတွင်တင်ခြင်းဖြစ်ပါတယ်
ဒါကြောင့်ဒီမှာညီကိုမောင်နှမတို့ကျွန်တော်တို့ဘုရားသခင်ကိုချစ်ခြင်းဘယ်လိုချစ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့သိရှိသွားပြီတော့ကိုယ်နဲ့ဆက်ဆိုင်တော်သူကိုကိုယ်နဲ့အမျှချစ်ပါကိုချစ်တဲ့နေသူတပါးကိုချစ်ပါကိုကပဲကောင်းကင်နိုင်ငံရောက်ချင်တယ်ဒါပေမဲ့သူတပါးရောက်ဖို့ဆိုတာလေလိုအပ်သေးတယ်ဆိုတာဘုရားသခင်ကျွန်တော်ဒီနေ့တုံ့တင်ထားတယ် mission to my neighbor ဒါကြောင့်ကျွန်တော်ရဲ့ mission ကျွန်တော်ဘုရားသခင်အလုပ်လုပ်တယ်ဆိုတာဟာတော့ပေးကမ်းစွန့်ကြဲခြင်းအစာရေစာလိုအပ်တဲ့လူကိုပေးကမ်းခြင်းအဝတ်ထည်လိုအပ်တဲ့လူကိုပေးကမ်းခြင်းကျွန်တော်ရဲ့အိမ်နီးနားချင်းတော့လိုအပ်တဲ့လူကိုဖြည့်ဆည်းခြင်းဆိုဘုရားသခင်ကိုချစ်ရရောက်တယ်ဆိုတဲ့ဟာကျွန်တော်ဒီနေ့သင်ကြားပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘုရားသခင်ကိုချစ်တဲ့ဓမ္မချစ်ပရိသတ်များဘုရားသခင်ကိုချစ်ခြင်းဆိုတာကိုယ်နဲ့နီးစပ်ဆုံးလူတွေကိုပြုစုပြောထောင်ပေးခြင်းကိုလည်းဆိုလိုတယ်ဆိုတော့ကျွန်တော်သိရှိရင်လည်းဒီနေရာပဲကျွန်တော်ညှနာလိုက်မယ်ဘုရားရှင်ကောင်းခြင်းမလားချပေးပါစေအာမင်